သာသနာတော်နှစ်2552ခုနှစ်ခောဇာတက္ကရာ1380ကွက်ပိုအောင်ကျော်လန်းမတ်ကိုရက်ကွက်လုံးဆိုင်ရာဆွမ်းအောင်ပွဲနဲ့ပြည်ပြည်ဆိုင်ရာအဘိဓမ္မာမဟာသိပ္ပံအဘိဓမ္မာရန်ပုံငွေအထူးတရားပွဲအဖြစ်ဖြင့်ဆင်ကျင်းပသည့်ဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောတောင်ပေါ်တဲကယရနာတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပဂောတိဟိပိယပမေယံကာလံကရွန်တော်အတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတ္တယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာသက်ချစ်လက်အင်္ဂါမိတ္တကြီးမှသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော့ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကျုပ်ကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းသို့ကတောဘဝတဏ္ဍချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေသည်မဟာကရုဏီကတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထအမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းတောင်ပေါ်တဲကယရနာလို့အမည်ပေးထားတဲ့ဒီကနေ့ဓမ္မဒေသနာဟာဘုရားမြတ်စွာဖြေကြားပြီးတော့ဟောကြားခဲ့တဲ့မစ္စည်းမနိကေမှာလာရှိတဲ့ဝမ္မိကသုတ်တရားဒေသနာဖြစ်ပါတယ်ဝမ္မိကသုတ်လို့ဆိုတာဝမ္မိကဆိုတာတောင်ဖို့ပဲတောင်ပေါ်ကြီးထဲမှာယရနာတွေကိုရှာမယ်ဆိုလို့ရှိရင်တောင်ပေါ်ထဲကတွေ့နိုင်တဲ့ယရနာအကြောင်းကိုဝိပဿနာကမ္မထံစီးပြန်နေတဲ့ယဟန်တော်တစ်ပါးကိုအကြောင်းပြုပြီးတော့ဒီသုတ်တန်ဟာဖြစ်ပေါ်ပြီးတော့လာတောင်ပေါ်တဲကယရနာတဲ့ဘုရားမြတ်စွာရဲ့ဒေသနာတော်တွေထဲမှာဥပမာစကားပေးပြီးတော့ဥပမာယမိတိကိစ္စေအထံဇာနန္တိပဏိတာလို့ဆိုတဲ့အတိုင်းဥပမာနဲ့ရှင်းပြလို့ရှိရင်အဓိပ္ပာယ်ကပို့ပြီးတော့ထင်ရှားတယ်သိလွယ်တယ်ဒါကြောင့်မို့လို့ဥပမာကိုအသုံးပြုပြီးတော့ဟောတဲ့ဒေသနာတော်တွေဟာပိဋကသုံးပုံမှာမြောက်များစွာရှိအခုဝမ္မိကသုတ်ကတောင်ပေါ်ကြီးနဲ့ဥပမာပေးပြီးတော့ဟောထားတဲ့ဒေသနာသုတ်တန်တစ်ခုကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ထိုသုတ်တန်ရဲ့ background ကိုအရင်ရှာရ background ကိုအရင်ကြည့်ရမယ်နောက်ခံအကြောင်းရင်းကဘာလဲဒါကြောင့်ဒီသုတ်တန်ဖြစ်ပေါ်လာတယ်လေ background ကိုရှာပြီးတော့ဒီသုတ်တန်ကိုဟောခြင်းရဲ့အကျိုးကျေးဇူးရလဒ်ကဘာလဲဆိုတာ
ဒါတွေကိုပြည့်ပြည့်စုံစုံလေ့လာနိုင်မယ်ဆိုရင်ဘုရားမြတ်စွာရဲ့တရားတော်ရဲ့အနှစ်သာရကိုပို့ပြီးတော့တွေးရှိနိုင်တယ်ပေါ့အဲတော့ဒီသုတ်တန်ရဲ့ background ကတော့ထူးဆန်းတယ်လို့ပြောအောင်အောဘွယ်ကောင်းတယ်ရှင်ကုမာရကတ္တဝါလို့ခေါ်တဲ့ယဟန်တော်တစ်ပါးဟာဇေရောကျောင်းကြီးနဲ့ဆက်ပြီးတော့နေတဲ့အန္တဝနလို့ခေါ်တဲ့တောအုပ်ကြီးထဲမှာသတင်းသုံးနေတာအန္တဝနတောအုပ်ကြီးထဲမှာသတင်းသုံးနေတဲ့အချိန်ညပန်းကောင်ကြော်တဲ့အချိန်မှာကိုရောင်ကိုဝါထွန်းတောက်စွာနဲ့သူ့ထံပါကိုနတ်သားတစ်ယောက်ရောက်လာခဲ့တယ်အဲ့ဒီရောက်လာတဲ့နတ်သားကထူးဆန်းတဲ့စကားတွေကိုပြောသွားတယ်မေကွန်ပု္ပ္ပာတွေသူ့ရင်ထဲမှာဒီမေကွန်တွေကိုသိချင်တဲ့ရှုပ်ဝက်တဲ့ဥပမာစကားတွေနဲ့ပဟေလိဆန်ဆန်ပြောပြီးတော့သွားတယ်တကယ်တော့ဒီရှင်ကုမာရကတ္တဝါဆိုတဲ့ဒီယဟန်တော်ဟာဝိပဿနာတရားကိုနေမအားညာမအားအန္တဝနဆိုတဲ့တောအုပ်ကြီးထဲမှာတပါးတဲ့သတင်းသုံးပြီးတော့တရားထုတ်နေတဲ့ကိုတော့ညတန်းကောင်အချိန်မှာနတ်သားတစ်ယောက်ရောက်လာပြီးတော့ဘာတွေပြောသွားတယ်လဲလို့ဆိုလို့ရှိရင်နတ်သားရဲ့ပဟေလိစကားတွေကဘာလို့ဆိုရင်အနာနာလောက်ပြီးတော့နတ်သားကပြောတယ်ကိုရောတဲ့ထူးဆန်းတဲ့တောင်ပေါ်ကြီးတစ်ခုရှိတယ်အဲ့ဒီတောင်ပေါ်ကြီးကညကြလို့ရှိရင်မိခိုးတွေတလူလူထွက်နေတယ်အခိုးတွေထွက်နေ့အခါရောက်တဲ့အခါကျတော့တဲ့မီးလျံတွေကပန်းထွက်နေတယ်ဟောဒီလိုတောင်ပေါ်မျိုးကလည်းပဲတော်တော်ထူးဆန်းတာပဲညကြတော့မိခိုးတွေထွက်နေတယ်နေ့အခါကျတော့မီးလျံတွေပန်းပြီးတော့ထွက်နေတယ်ဒီနတ်သားကဒီထူးဆန်းတဲ့တောင်ပေါ်ကြီးကိုတွေ့ရှိရတဲ့အခါကျတော့ဆရာတပည့်2ယောက်ရောက်လာတယ်တဲ့တောင်ပေါ်ကိုတူးဖြုံမဲ့လက်နက်ကရိယာတွေယူပြီးဆရာတပည့်2ယောက်လာဆရာလှုပ်တဲ့ပုဂ္ဂိုလ်ကပြောတယ်ငါတပည့်ကဲဟောဒီတောင်ပေါ်ကြီးကိုမင်းပါလာတဲ့လက်နဲ့တူးစမ်းကွာဆိုတော့တပည့်လှုပ်တဲ့ပုဂ္ဂိုလ်ဟာဆရာပြောတဲ့စကားအတိုင်းတောင်ပေါ်ကြီးကိုတူးတယ်နေ့မှာမီးလျံနေပန်းထွက်နေတဲ့တောင်ပေါ်ကြီးကိုတူးဖြိုလိုက်တဲ့အခါကျတော့ပထမဆုံးဘာတွေ့သွားတော့လို့ဆိုတော့တကားတွေဖွင့်မရအောင်တကားကိုကလန့်ထားတဲ့ကလန့်သို့မဟုတ်တကားကိုအတွင်းကနေပြီးတော့ဖွင့်လို့မရအောင်ချထားတဲ့မင်းတုပ်တကားကလန့်မင်းတုပ်ဆိုတာကြီးအဲ့တောင်ပေါ်ထဲမှာပထမဆုံးတွေ့ရတယ်တဲ့ဆရာကြီးဟောဒီတောင်ပေါ်ကြီးတူးလိုက်တော့တပည့်ကပြောတယ်တကားကလန့်ကြီးတစ်ခုတွေ့နေတယ်လို့ဆိုတော့ဆရာလုံးတဲ့ပုဂ္ဂိုလ်ကဲငါတပည့်အဲ့ဒီတကားကလန့်ကြီးကိုဖယ်ပစ်လိုက်ကောဖယ်ပြီးတော့မင်းဆက်တူးဟိဆက်တူးလိုက်တဲ့အခါကျတော့ဘာတွေ့တော့ဆိုဖားကလေးတစ်ကောင်ဝတ်နေတာတောင်ပေါ်ထဲမှာတွေ့ရတယ်အဲ့ဒီဖားလေးကအကောင်မကြီးဘူးသေးသေးလေးရေဒါပေမဲ့တော့ထိလိုက်လို့ရှိရင်အဲ့ဒီဖားကဖောင်းလာလိုက်တဲ့အခါကျတော့အမတန်ကြီးမားတဲ့ဖားကြီးတစ်ခုဖြစ်လာတယ်အဲ့ဒါကိုပါဠိစာပေမှာဥဒ္ဓမာယိကဖားလို့ခေါ်တယ်အကောင်သေးသေးလေးကထိလိုက်တာနဲ့တပြိုင်တည်းဒီဖားကြီးကဖောင်းလာဆရာကြီးဥဒ္ဓမာယိကဆိုတဲ့ဖားတစ်ကောင်တွေ့နေပါတယ်လို့ဆိုဒါဖြင့်တပည့်အဲ့ဒီဖားကိုတခြားပုတ်ပြလိုက်ဖယ်ထုတ်လိုက်မင်းဆက်ပြီးတော့တူးအောင်ဆိုတော့တောင်ပေါ်ကြီးကိုဆက်ပြီးတော့တူးဖြိုလိုက်တဲ့အခါဘာသွားတွေ့တော့ဆိုလမ်းကြောင်းလေး2သွယ်အပေါက်2ပေါက်ရှင်ပြီးတော့လာတဲ့လမ်း2သွယ်ကိုသွားတွေ့ဆရာကြီးဒီနာတော့တောင်ပေါ်ကြီးထဲမှာလမ်းကြောင်း2သွယ်တွေ့နေပြီဆိုတော့ကဲတပည့်အဲ့ဒီလမ်းကြောင်း2သွယ်ကိုလည်းတူးပြလိုက်ကွာတူးပြလိုက်ဆိုတော့တပည့်ကတူးပြပြီးတော့ဆက်ပြီးတော့တောင်ပေါ်ကြီးကိုဆက်ပြီးတော့တူးလိုက်တယ်ဆက်တူးတဲ့အခါကျတော့ဘာသာတွေ့တော့ဆို
တွင်းနဲ့တပည့်ကဆပ်ပြချက်တဲ့လူတွေအသုံးပြုတဲ့ရေစစ်ကြီးတစ်ခုတောင်ပေါ်ထဲမှာထူးထူးဆန်းဆန်းရောက်နေတာတွေ့ရတယ်ဆရာကြီးဟောဒီမှာဆပ်ပြရေစစ်ကြီးတွေ့နေတယ်ဗျာအဲ့ဒီဆပ်ပြရေစစ်ကိုဖယ်ထုတ်လိုက်ဖယ်ထုတ်ပြီးရင်မင်းဆက်တူးအောင်ဆက်ပြီးတော့တူးလိုက်တယ်ဘာတွေ့တော့ဆိုဆရာဆပ်ပြရေစစ်ဖယ်လိုက်တဲ့အခါကျတော့လက်ကြီးတစ်ကောင်တွေ့နေပါလားဟုတ်လားအဲ့ဒီလက်ကြီးကိုလည်းမင်းဖယ်လိုက်ကွာဖယ်ပြီးတော့မင်းဆက်တူးလိုက်အောင်ရှေ့ကိုဆက်တူးလိုက်ဆိုတော့သူဆက်တူးတော့ဘာတွေ့တော့ဆိုလို့ရှိရင်အသားငါးကိုလှီးတဲ့သားတစ်တုံးနဲ့သားလှီးထားတုံးလေးပေါ်မှာတင်းရကလေးတောင်ပေါ်ထဲမှာရောက်နေတာတွေ့ရတယ်သားလှီးထားနဲ့စင်တီတုံးတွေ့တယ်ဆရာအဲ့ဒါကိုလည်းဖယ်လိုက်ကွာဖယ်ပြီးတော့ဆက်တူးလိုက်အောင်လို့ဆိုတော့ဆရာကြီးဟောဒီမှာသားတစ်အသားအတစ်တစ်ခုလာတွေ့နေတယ်လို့ဆိုကောင်းပြီငါတပည့်အဲ့ဒီအသားတစ်ကိုလည်းဖယ်မင်းဆက်တူးလိုက်စမ်းလို့ဆိုဆက်တူးလိုက်တော့ဘွားကနေဘာသွားတွေ့တော့ဆိုနဂါးကြီးတစ်ကောင်သွားတွေ့ဆရာကြီးနဂါးကြီးတွေ့နေပြီဟောဒီမှာနဂါးကြီးတစ်ကောင်တွေ့နေတယ်ဆိုဆရာကဘာပြောတော့ဆိုငါတပည့်နဂါးကိုတော့မင်းအယိုသေးပေးလိုက်နဂါးကိုသွားမထိနဲ့ဆက်မတူးနဲ့တော့နဂါးကိုမင်းအယိုသေးပေးလိုက်တော့လို့ဒီလိုဆရာတပည့်နှစ်ဦးဟာတောင်ပေါ်ကြီးကိုတူးချိုကြည့်တဲ့အခါမှာထူးဆန်းတဲ့အရာတွေတွေ့တယ်နတ်ကအဲ့ဒီပဟေလိပု္ပ္ပာတွေပြောပြီးတော့ဘာပြောတော့ဆိုကိုတော်တဲ့ဟောဒီမေခွန်းတွေကိုအခုထဲမှာအခုပြောထားတဲ့တောင်ဖို့ညအခါမှာအခိုးတွေထွက်နေပြီးတော့နေ့အတယ်မှာမိလျံတွေထွက်နေတယ်တောင်ပေါ်ကြီးကိုဆရာနဲ့တပည့်လာတူးတယ်ဆိုတဲ့ဒီစကားရက်တွေရဲ့အဓိပ္ပာယ်ဒီပဟေလိရဲ့အဓိပ္ပာယ်ကိုကိုတော်သိကျင်လို့ရှိရင်မြတ်စွာဘုရားစီသွားပြီးတော့မေးပါတဲ့မြတ်စွာဘုရားဖြေထားတဲ့အတိုင်းအဓိပ္ပာယ်ကိုမှတ်ပါကုံပြောလိုက်မယ်အခုပြောတဲ့ပဟေလိပု္ပ္ပာကိုဖြေနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာဘုရားတော်၎င်းဘုရားရဲ့တပည့်သားတာဝကတော်၎င်းဟောဒီဘုရားရဲ့တပည့်သားတာဝကစီကတရားဓမ္မကိုသင်ထားတဲ့ပုဂ္ဂိုလ်တော်၎င်းအဲ့ဒီပုဂ္ဂိုလ်မျိုးမှဒီပဟေလိပု္ပ္ပာကိုအဖြေမှန်ပေးနိုင်ပဲဆိုပြီးတော့နတ်သားကထူးဆန်းတဲ့စကားတွေပြောပြီးတော့ပျောက်သွားဒါဒီသုတ်တံဖြစ်ပေါ်လာခြင်းအကြောင်းတစ်ခုပဲအဲ့ဒီယဟန်တော်လေးဟာတရားအထုတ်နေရင်ထူးဆန်းတဲ့စကားတွေကိုနတ်သားကပဟေလိပု္ပ္ပာတွေလာမေးသွားတော့သူ့ခေါင်းထဲမှာသိချင်နေတယ်နန်းနဲ့မိုးတော့လေးရောက်တာနဲ့တပြိုင်တည်းမြတ်စွာဘုရားထံချင်းကပ်ပြီးတော့ဟောဒီပဟေလိပု္ပ္ပာကိုအဖြေရှာရတော့မှာပဲလို့တညလုံးတောင်ပေါ်ကြီးအကြောင်းစဉ်းစားရင်နတ်နဲ့လင်းသွားခဲ့တယ်ရှင်ကုမာရကတ္တပအဲ့ဒီရှင်ကုမာရကတ္တပဆိုတာဟာတာမန်ပုဂ္ဂိုလ်တော့မဟုတ်ဘူးပါရမီအရင်တန်ရှိပြီးသားပုဂ္ဂိုလ်တစ်ပါးသူ့ရဲ့ဘဝဇာလမ်းကလည်းပဲတော်တော်ထူးဆန်းတယ်လို့ပြောအောင်သူကဘိက္ခုနီမတူရဲ့သားအနေနဲ့လာဖြစ်အဲ့ဒီဘိက္ခုနီမဆိုတာလေပစ္စည်းဥစ္စာချမ်းသာတဲ့တထေသမီးတယောက်ပဲသာသနာ့ဘောင်ဝိညာဉ်နာသူကဗျာသာသနာ့ဘောင်ဝိညာဉ်တော်လဲမိဘနှစ်ပါးကခွင့်မပြုပဲနဲ့အိမ်တော်ရသားချပေးလိုက်အိမ်တော်ရသားအတင်းချပေးလိုက်တဲ့အခါကျတော့ဒီမျိုးသမီးလေးဟာသူ့ရဲ့အိမ်ရှင်ယောက်ျားကိုတောင်းတောင်းပန်ပန်လုပ်ပြီးသာသနာပေါင်းမရအရာသူဝင်ခဲ့တယ်အဲ့လိုဝင်ခဲ့တဲ့အချိန်မှာဘာဖြစ်လာသလဲလို့ဆိုလို့ရှိရင်သူ့ရဲ့ဝမ်းမှာကိုယ်ဝန်လေးကပါလာမသိပဲနဲ့ပါလာခဲ့ရတယ်ဘိက္ခုနီမဘဝရောက်တဲ့အခါကျတော့မှတဖြည်းဖြည်း
ဒီဇလန်းကပေါ်လာတော့ရှင်ဒေဝရရဲ့အသင်ပင်ဖြစ်တဲ့ဘိက္ခုနီမတွေကရှင်ဒေဝရစီသတင်းပို့တော့ရှင်ဒေဝရကလက်မခံဘူးမကောင်းတဲ့ကြော်သောမှာဆောက်လို့ဒီဘိက္ခုနီမကိုလူထွက်ပေးလိုက်ကြလို့ဒီလိုပြောဒါနဲ့သူကမြတ်စွာဘုရားစီသွားပြီးတော့ခွင့်တောင်းတယ်သူဟာဘိက္ခုနီမဝတ်လာတဲ့အချိန်ကနေစပြီးတော့သူ့ရဲ့ကိုချင်းသီလဟာလုံးဝပြပြခြင်းမရှိပါဘူးဆိုပြီးတော့ပြောတဲ့အခါမြတ်စွာဘုရားကပသိနေရီကောသလမင်းကြီးတို့အနာရဘိန်တို့ဝိသခါတို့ဒီအမှုကိစ္စကိုစစ်ဆေးခိုင်းတဲ့အခါကျတော့ဝိသခါကအဆုံးဖြတ်ပေးတယ်ဒီမျိုးသမီးလေးဘိက္ခုနီဖြစ်လာတဲ့ရက်နဲ့တွက်ချက်ပြီးတော့ကြည့်လိုက်တဲ့အခါဒီဘိက္ခုနီမလေးရဲ့ကိုချင်းတရားဟာမပြည့်ပြားဘူးလူဘဝကပါလာတဲ့ကိုယ်ဝန်မလို့ဆုံးဖြတ်ချက်ရောက်လာတဲ့အခါမှာဘိက္ခုနီဘဝနဲ့ကိုယ်ဝန်လွယ်ပြီးဒီသားကလေးဖွားမြင်ခဲ့ရတယ်သားကလေးဖွားမြင်ခဲ့တဲ့အခါကျတော့ဘိက္ခုနီမနဲ့ကလေးငယ်နဲ့မတင့်တယ်သည့်အတွက်ကြောင့်ကောသလမင်းကြီးကနန်းတော်ခေါ်ပြီးတော့မွေးထားတယ်ဒါကြောင့်လို့ကုမာရလို့ဆိုတဲ့နာမည်လေးမင်းသားဆိုတဲ့အဓိပ္ပာယ်လေးနဲ့ကုမာရအမည်နာမကကတ္တဝကုမာရကတ္တဝလို့ဆိုပြီးနန်းတော်မှာကြီးပြင်းခဲ့ရတယ်နောက်ဆုံးမှာသူ့ရဲ့ဘဝစာကြောင်းလေးကိုသိတာနဲ့တပြိုင်နက်တန်ဝေကဖြစ်ပြီးတော့သာသနာပေါင်းဝင်လာခဲ့တယ်သာသနာပေါင်းဝင်လာတဲ့အခါကျတော့ရှင်ကုမာရကတ္တဝလို့နာမည်ထင်ရှားတယ်ပေါ့အဲ့တော့ဒီပုဂ္ဂိုလ်လေးရဲ့အတိတ်ဇလန်းကလည်းပဲအမတန်ထူးဆန်းတယ်ဒီရှင်ကုမာရကတ္တဝဟာကတ္တဝမြတ်စွာဘုရားရဲ့လက်ထက်တော်အခါကာလမှာသာသနာနောက်ပိုင်းရောက်လာကတ္တဝဘုရားရဲ့သာသနာနောက်ပိုင်းရောက်လာတဲ့အခါကျတော့ကိုချင်းတရားတွေပြပြလို့ဘုရားသာသနာတော်ကြီးကကွယ်လူနီးပါးအခြေအနေရောက်လာတော့ယဟန်တော်9ပါးဟာတန်ဝေကကြီးစွာဖြစ်ကြတယ်တန်ဝေကကြီးစွာဖြစ်ပြီးတော့တိုင်ပင်ကြတယ်ငါရှင်တို့မကြခင်မဲ့သာသနာကွယ်တော့မဲ့အနေအထားမျိုးတွေဖြစ်နေပြီကိုချင်းတရားပြပြတဲ့ပုဂ္ဂိုလ်တွေအလွန်များလာပြီသာသနာမကွယ်ခင်တို့တွေအသက်ဆွန့်ပြီးတော့တရားဓမ္မကိုကျင့်ကြံကြိုးကုပ်အားထုတ်ကြရအောင်လို့တိုင်ပင်လိုက်တဲ့အခါကျတော့ရဟန်းတော်9ပါးဟာစိတ်ဓာတ်တူညီစွာရရှိပြီးတော့တောထဲထွက်လာခဲ့ကြတယ်အဲတောထဲမှာသူဗမာပြည်ကပုပ္ပတောင်လိုဟာမျိုးပေါ့လေမတ်မတ်ဆောက်ဆောက်ကျောက်တုံးကြီးတစ်လုံးမတ်မတ်ဆောက်ဆောက်နဲ့တောင်ပေါ်မှာတက်နေတဲ့အဲ့ဒီတောင်ကြီးကိုလှေကားထောင်ပြီးတော့တက်လိုက်ကြတယ်တောင်ပေါ်ရောက်တဲ့အခါကျတော့အကြီးဆုံးကိုတော်ကဩဝါဒပေးတယ်ဒီဩဝါဒလေးကလည်းအလုံးမှတ်သားစရာကောင်းတယ်တောင်ပေါ်လည်းရောက်ပြီးတဲ့အခါအကြီးဆုံးကိုတော်ကပြောတယ်တို့လှေကားထောင်ပြီးတော့ခုတောင်ထိပ်ရောက်ပြီကိုတော်တို့အလုံးသဘောတူမယ်ဆိုလို့ရှိရင်ဟောဒီလှေကားကိုလှည့်ပြလိုက်မယ်လှေကားကိုလှည့်ပြီးတော့ပြစ်လိုက်လို့ရှိရင်အဲ့ဒီတောင်ပေါ်ကပြန်ဆင်းဖို့ဆိုတာသူတို့မှအခွင့်အလမ်းမရှိတော့အမတန်မြင့်တဲ့ကြောက်တုံးကြီးတောင်ထိပ်ကြီးပေါ်ရောက်နေကြတယ်အလုံးသဘောတူကြလားဆိုတူပါတယ်ဆိုပြီးသူတို့တက်လာတဲ့လှေကားကိုလှည့်ပြစ်လိုက်ကြတယ်လှည့်ပြစ်ပြီးတော့အကြီးဆုံးကိုရောကြီးကဆုံးမဩဝါဒပေးတယ်။ဘာရှင်တို့တဲ့ဖျားပွင့်တဲ့အချိန်နဲ့ကြုံဖို့ဆိုတာအမတန်မှခဲတယ်။ဖျားပွင့်တဲ့ကြုံတဲ့အချိန်မှာအခုလိုတရားဓမ္မပေါ်မှာယုံကြည်တဲ့တရားတရားရှိဖို့ဆိုတာလည်းအလွန်ခဲရတယ်ပေါ့။မြတ်စွာဘုရားသာသနာနဲ့ခင်းပြီးတို့တွေအသက်ရှည်လို့ဘာမှတန်ဖိုးရှိမှာမဟုတ်ဘူးသာသနာနဲ့ကြုံတဲ့အချိန်လေးမှာတရားဓမ္မမကျင့်လိုက်ရလို့အခွင့်ကောင်းအခါကောင်းတွေလက်လွတ်ဆုံးရှုံးပြီးတော့တန်တရားထဲမှာတဝဲလေလေနဲ့ဆင်းရဲဒုက္ခတွေကြုံခဲ့ရတဲ့ဘဝတွေတို့များလာပြီဒါကြောင့်မို့လို့ဒီဘဝမှာတော့
သက်စွန့်ကြိုးပမ်းကမ္မထံတရားကိုအထောက်ကြရအောင်လို့ဆုံးမဩဝါဒပေးတော့အလုံးကသဘောတူလေကားကြီးကိုတွန်းလှန်ပြစ်လိုက်အဲ့လိုနဲ့ဒီအာဇာနည်ယဟန်တော်9ပါးဟာတောင်ထိပ်တက်ပြီးတော့တရားကျင့်လိုက်ကြတာအကြီးဆုံးကိုတော်ကမကြခင်အတွင်းမှာသူကယဟန္တာဖြစ်သွားယဟန္တာဖြစ်သွားတော့တကူအိဋ္ဌိပတ်နဲ့ဆုံးကထွက်ပြီးဉာဏ်တဲ့ကိုတော်တွေကိုဆွမ်းကြွေးတယ်ပေါ့သို့တော့ဉာဏ်တဲ့ကိုတော်တွေကလက်မခံဘူးအရှင်ဘုရားတပည့်တို့တရားထုတ်မလို့လာတော့ကပရမဆုံးတရားသူရသွားတဲ့ပုဂ္ဂိုလ်ကအစာရည်သာရှာပြီးတော့ကြွေးရမယ်လို့တပည့်တို့စီမင်းစည်းကမ်းမချခဲ့ဘူးအဲ့တော့အရှင်ဘုရားရဲ့အစွမ်းတတ္တိနဲ့အရှင်ဘုရားယဟန္တာဖြစ်သွားတာတပည့်တို့ဝမ်းသာပါတယ်အရှင်ဘုရားဆွမ်းခံကြွေးတဲ့ဆွမ်းတပည့်တို့မစားပါဘူးလို့ဆိုပြီးတရားဆက်အပ်တော့နောက်ဒုတိယကိုယ်တော်ကမကြာဘူးအနာဂံအဆင့်ရောက်သွားအဲ့ဒီကိုယ်တော်ကလည်းအနာဂံဆိုတဲ့အဆင့်ရောက်သွားတဲ့အခါသူ့ရဲ့အစွမ်းတကူနဲ့ဆွမ်းခံကြွလို့ဆွမ်းခဲဝဲဘောစဉ်ချွချင်းရတာတွေယူဆောင်လို့ဉာဏ်နဲ့ယဟန်တော်တွေကိုညီတော်တွေကိုကြွေးဘယ်သူမှလက်မခံဉာဏ်နဲ့၅ပါးဟာမကြခင်ပဲအစာရည်စာငတ်ပြတ်ပြီးတော့အသက်ဆွန့်ပြီးတရားဓမ္မအထုတ်လိုက်ကြတာမကြခင်ပဲအဲ့ဒီတောင်ထိပ်မှာပဲပြန်တော်မူသွားကြတယ်ယဟန္တာဖြစ်တဲ့ကိုယ်တော်ကတော့အဲ့ဒီဘဝမှာပဲပြိဋိဘံဆံသွားတယ်အနာဂတ်ဖြစ်တဲ့ကိုယ်တော်ကဘဝဆုံးသွားတော့ဘယ်ရောက်သွားတော့ဆိုဗြဟ္မပြည်ရောက်သွားသုဒ္ဓဝါဒဗြဟ္မဘုံမှာဗြဟ္မာကြီးဖြစ်သွားကျန်တဲ့9ယောက်ကတန်တရားလဲလာလိုက်ကြတာကတ္တဗမြတ်စွာဘုရားလက်ထက်ကအခုလိုစွန့်စွန့်ဆားဆာတောင်ထိပ်မှာတက်ပြီးတရားကျင့်ခဲ့တဲ့ကိုယ်တော်လေးဘသူတွေလာဖြစ်ကြတော့ဆိုရင်တယောက်ကခန္ဓာရတိုင်းခုခေတ်ဆိုရင်ပါကစ္စတန်ပေါ့နော်ပါကစ္စတန်ကတက်ဆီလာဆိုတဲ့မြို့မှာခန္ဓာရတိုင်းကခန္ဓာရဘုရင်တက္ကသိုလ်ဘုရင်ကြီးပုဂ္ဂုတတိဆိုတာလာဖြစ်တယ်အဲ့ဒီပုဂ္ဂုတတိမင်းကြီးကလည်းဗေမိတာရမင်းကြီးထံကနေပြီးတော့တရားစကားတွေကြားရတာနဲ့ဌိနန်းကိုစွန့်ပြီးသင်္ကန်းတပိတ်လွယ်ပြီးမြတ်စွာဘုရားရှိရလာတရားနာနောက်ဆုံးသူလည်းအနာဂံဖြစ်ပြီးတော့ဗြဟ္မပြည်ရောက်သွားပုဂ္ဂုတတိနောက်တစ်ယောက်ကဘယ်သူလာဖြစ်တုံးဆိုရင်ဘာဟိယဓာရုစီရိယဘာဟိယဓာရုစီရိယဆိုတဲ့ပုဂ္ဂိုလ်လာဖြစ်ပြီးတော့မြတ်စွာဘုရားဆံတရားဟောဖို့တောင်းပန်ရင်းကနေဘုရားတရားဟောတာနာပြီးချက်ချင်းပဲရဟန္တာဖြစ်ပြီးသင်္ကန်းမောလေးရပြီမယ်ပြိဋိဘံဆံသွားတယ်ပုဂ္ဂိုလ်နောက်တစ်ယောက်ကဘယ်သူဖြစ်တယ်လဲလို့ဆိုရင်တပိယဆိုတဲ့ပရပိုက်တစ်ယောက်လာဖြစ်တယ်နော်ကတ္တဗမြတ်စွာဘုရားလက်ထက်ကတရားထုတရားမြတ်ရအောင်ကျင့်ကြံကြိုးကုပ်အထုတ်တဲ့မိတ်ဆွေတွေတန်တရားထဲမှာအမျိုးမျိုးဖုံဖုံကွဲပြီးတော့အခုလိုဘဝအသီးသီးရောက်သွားကြတယ်တပိယဆိုတဲ့ပရပိုက်ကလည်းနောက်ဆုံးမြတ်စွာဘုရားထံရောက်လာပြီးတရားဓမ္မနာယူပြီးသူလည်းယဟန္တာဖြစ်သွားနောက်တစ်ယောက်ကဘယ်သူတုံးဆိုရင်ဘုရားမြတ်စွာလက်ထက်တော်မှာမန္လမင်းသားဓဗ္ဗဆိုတဲ့ကိုရော်လေးလာဖြစ်တယ်သူလည်းပဲ9နှစ်အရွယ်မှာသာသနာဝင်ပြီးတော့ယဟန္တာဖြစ်သွားတယ်အခု9ယောက်မြောက်ကဘယ်သူတုံးဆိုရင်အခုကုမာရကတ္တဗဆိုတဲ့ရှင်ကုမာရကတ္တဗဆိုတဲ့ပုဂ္ဂိုလ်လာဖြစ်တယ်တောင်ထိပ်တက်ပြီးတရားအထုတ်တဲ့ထဲကအနာဂံဖြစ်ပြီးတော့ဗြဟ္မပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်ကတငယ်ချင်းတွေကိုလိုက်ဆောင်လျှောက်တယ်တငယ်ချင်းတွေကိုလိုက်ဆောင်လျှောက်တယ်ကုမာရကတ္တဗအန္တဝနဆိုတဲ့သူကံတော်ကြီးထဲမှာနေမအားညာမကကမ္မဋ္ဌာန်းဘာဝနာပွားနေတော့သူနဲ့တင့်တော်တဲ့ကမ္မဋ္ဌာန်းတရားကိုနာရလို့ရှိရင်သူတရားထုတရားမြတ်ရမှာပဲလို့ဆိုပြီးတော့ညတကောင်ကြော်တဲ့အခါမှာရှင်ကုမာရကတ္တဗစီလာပြီးဟောဒီပဟိလိစကားကိုပြောကြားသွားတာဖြစ်တယ်တငယ်ချင်းကလာခုတာထို့တူရဲ့ဘာဟိယဓာရုစီရိယလည်းပဲ
အယူဝါဒတွေမှားပြီးတော့သူကသူယဟန္တာလို့ထင်နေတာဒီပြမကြီးကပဲဆင်းပြီးတော့လာပြောတယ်ကိုလူတဲ့မင်းမှာယဟန္တာဖြစ်ဖို့အကျင့်လည်းမရှိဘူးမင်းဟာယဟန္တာလည်းမဟုတ်ဘူးတကယ်ယဟန္တာဖြစ်ချင်လို့ရှိရင်ဘောဓမမြတ်စွာဘုရားဆိုတာလောကပွင့်နေပြီအဲ့ဒီရောက်အောင်သွားမင်းမေးခွန်းတွေမေးဆိုပြီးသူကလမ်းညွှန်လိုက်လို့ဘုရားစီရောက်သွားတပိယပရပိုက်ကြီးဆိုလည်းပဲသူပရပိုက်အယူဆတွေနဲ့မောက်မောက်မာမာဖြစ်နေတာသူကပဲလမ်းညွှန်လိုက်လို့မြတ်စွာဘုရားစီရောက်လာအခုဒီကုမာရကတ္တဗမထေရမြတ်ကတော့သာသနာ့ဘောင်ဝင်လာပြီမဲ့လို့တရားသူတရားမြတ်မရနိုင်သေးဘူးဝိပဿနာတရားကျင့်တဲ့ကျိုးကိုအထုတ်သူနဲ့တင်းတော်တဲ့ဝိပဿနာလမ်းကြောင်းအကူအညီပေးတဲ့နေနဲ့ဟောဒီဗြဟ္မာကြီးပဲရောက်လာပြီးတဲ့အခါကျတော့ပဟေလိပု္ပ္ပာအနေနဲ့စကားတွေကိုပြောသွားတာကိုတော်ရေးတဲ့တောင်ပေါ်ကြီးတစ်ခုရှိတယ်ဆိုပြီးတော့စချီပြီးတော့ပြောသွားအဲ့ဒီပဟေလိစကားတွေကိုမြတ်စွာဘုရားဆံသွားမေးပါမေးလို့ဟောဒီအဖြေရလို့ရှင်ကိုတော်ဒါလိုက်နာရမယ်ကမ္မထန်တရားပဲမြတ်စွာဘုရားကလွဲပြီးတော့ဒီပဟေလိစကားကိုအဖြေပေးနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးလို့မှားသွားပြီးတော့ပျောက်ကွယ်သွားတယ်ဒါနဲ့ရှင်ကုမာရကတ္တဗထူးဆန်းတဲ့ပဟေလိစကားတွေကိုယူဆောင်ပြီးတော့မြတ်စွာဘုရားထံလာပြီးတော့မေးတယ်မေးခွန်းပေါင်း15ချက်ရှိတယ်ပေါ့မေးခွန်းပေါင်း15ချက်ဟာရှင်ကုမာရကတ္တဗအဖို့တရားသူတရားမြတ်ရစေနိုင်တဲ့ဝိပဿနာကျင့်စဉ်ဖြစ်လာတယ်အဲ့ဒီမှာရှင်ကုမာရကတ္တဗကမြတ်စွာဘုရားထံချင်းကပ်ဝင်ရောက်ပြီးရှင်ဘုရားတဲ့ညသခေါင်ကျော်မှာတပည့်တော်စီနတ်သားတယောက်ရောက်လာပြီးတဲ့အခါမှာဒီပဟေလိစကားကိုပြောသွားပါတယ်ဗျာတဲ့အဲ့ဒီထဲမှာတောင်ပိုးဆိုတာဘာကိုပြောတာတုံးဗျာသူပြောတဲ့ထူးခြားတဲ့တောင်ပိုးကြီးဆိုတာဘာပြောတာတုံးဆိုတော့မြတ်စွာဘုရားကသူ့ရဲ့မေခွန်း15ပုဒ်ကိုတစ်ပုဒ်ချင်းဖြည့်ပေးတယ်စိတ္တယံတောင်ပိုးဆိုတာတခြားဟာမဟုတ်ဘူးတဲ့ဟောဒီရုပ်ခန္ဓာကိုယ်ကြီးကိုပြောတာရှိတရားချစ်ခင်သူတော်စင်ပြိဿတ်တို့ကိုယ်ခန္ဓာကိုကိုဉာဏ်ဆိုင်ပြီးတော့ကြည့်လူတွေရဲ့ခန္ဓာကိုယ်ကြီးကတောင်ပိုးကြီးနဲ့တူတယ်တဲ့ခန္ဓာကိုယ်ကြီးကဘာနဲ့တိဆောက်ထားတယ်လဲဆိုရင်မဟာဘုတ်၄ပါးနဲ့တိဆောက်ထားတယ်မဟာဘုတ်၄ပါးတိဆောက်ထားတဲ့အထဲမှာကြည့်ကောပထဝီလို့ခေါ်တဲ့အတုံးခဲတွေပါတယ်အာဘောဆိုတဲ့အရေးပြောနေတဲ့သဘောတွေစုစည်းထားတဲ့သဘောတွေပါတယ်တေဇောဆိုတဲ့အပူငွေ့အေးငွေ့တွေပါတယ်ဝါယောဆိုတဲ့လေသဘောတွေပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားကသတ္တုမဟာပုတိကောအယံကာယောဟောဒီခန္ဓာကိုယ်ကြီးကဓာတ်၄ပါးနဲ့တိဆောက်ထားတာဓာတ်၄ပါးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးကဘယ်ကနေစစုစည်းလာတာတုံးလို့ဆိုရင်မာတာပိဋိကတံဘောမိခင်ဖခင်တို့ရဲ့သုက္ကသောဏိတလို့ခေါ်တဲ့အင်္ဂလိပ်လိုတော့ span နဲ့ ovan ပေါ့မိခင်တွေရဲ့သုတ်သွေးနဲ့အဲ့ဒီပေါ်မှာသရေခပြီးတော့ဟောဒီရုပ်ခန္ဓာကိုယ်ကြီးပေါ်လာတာတဲ့မွေးဖွားလာတဲ့အခါမှာလည်းပဲအစာအာဟာရတွေနဲ့ခန္ဓာကိုယ်ကြီးကိုကြီးထွားစေရတဲ့အဲ့ဒီကြီးထွားလာတဲ့ဟောဒီလူတွေရဲ့ရုပ်ခန္ဓာကိုယ်ကြီးကိုပဲတောင်ပိုးကြီးလို့ပြောတာပါတဲ့ကဲစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လေတောင်ပိုးကြီးနဲ့အလားတရာတူတယ်လေရုပ်ခန္ဓာကိုယ်ကြီးမှာအပေါက်တွေကလည်းရှိတယ်နော်မျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်ပါးစပ်ရှိတယ်ဆိုတာလို့မျက်စိနားနာလျှာကိုယ်လို့ဆိုတဲ့ခန္ဓာကိုယ်မှာကိုယ်ပေါက်တော်အမာဝတွေလည်းရှိပြီးတော့နေတော့တကယ်ကိုထတောင်ပိုးကြီးနဲ့အလားတရာတူနေတယ်ပေါ့ဟုတ်ပြီဗျာဒီရုပ်ခန္ဓာကိုယ်ကြီးကိုတောင်ပိုးလို့ဆိုတာတပည့်တို့ရဲ့ရုပ်ခန္ဓာကိုယ်ကြီးကတကယ်တောင်ပိုးကြီးပါပဲဒါလေးပါးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးအဲ့ဒီတောင်ပိုးကြီးက
nhá akha jaro miguri trepiro ne akha ma miliyane trepnide suragaro bharong phaya de taungpo ji ka nhá akha migo trepnide sura bharong so yinလူတွေဟာညရောက်တဲ့အခါကျတော့နေ့မှာလောက်ကန်ရမယ့်အလုပ်တွေတို့နေ့လယ်ကလောက်ခဲ့တဲ့အလုပ်တွေတို့မတွေးကြဘူးလားမှန်ပါဗျာဒါတွေအများတန်းတွေးပြီးတော့စဉ်းစားနေကြတယ်လက်ဖြင့်ကဘာလုပ်မယ်တပည့်ခါဘာလုပ်မယ်ဒီကနေ့ဘာတွေလုပ်ခဲ့တယ်ဆိုပြီးတော့လုပ်ခဲ့တဲ့ကိစ္စတွေကိုတွေးနေတာအဲ့ဒီတွေးနေတာတွေဟာအခိုးတွေထွက်နေတာပဲလို့ဆိုလို့ဟုတ်ကဲ့မှန်ပါလူတွေရဲ့စိတ်ကူးစိတ်သန်းတွေကညအခါမှာဆိုရင်လူတွေမှာတခါတရံအိတ်တောင်မပြောဘူးတညာလုံးအတွေးတွေလွန်ပြီးအိတ်မပြောတဲ့လူရှိသေးတယ်မှန်ပါဒါတောင်မိုတဲကမိကိုတွေထွက်နေတာပဲညကတွေးထားတဲ့အတိုင်းနေ့အခါမီလီယံထွက်တယ်ဆိုတာဘာတော့ဗျာညကတွေးထားတာတွေနေ့လေကြတော့အကောင်အထည်မဖော်ဘူးလားဖော်ပါလေဗျာပြောစရာရှိတာတွေပါဇက်နဲ့ပြောတယ်လှုပ်စရာရှိတာတွေကိုထီးလဲအောင်လှုပ်တယ်ညကတွေးထားတယ်နေ့လေကြတော့အကောင်ထဲပေါ်နေတာဒါမီလီယံတွေလွတ်နေတာပဲလို့လူတွေရဲ့နေ့စဉ်ဘဝမှာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တောင်ဖို့ဆိုတာဘာမှအနှစ်သာရမရှိတဲ့အပေါက်အပေါက်တွေပါတဲ့အရာဝတ္ထုကြီးတစ်ခုပဲအဲ့ဒီထဲမှာမိခိုးတွေထွက်နေတယ်ဆိုတာအလုပ်ကိစ္စတွေလုပ်နေတာတွေးနေတာလုပ်ဖို့တွေးနေတာမီလီယံတွေလွတ်နေတယ်ဆိုတာတွေးထားတဲ့အတိုင်းအလုပ်တွေလုပ်နေကြတာဘဝကိုကိုယ်ဘဝကိုယ်ခန္ဓာကိုပြန်ကြည့်မယ်ဆိုရင်တကယ်တောင်ဖို့ကြီးပါလားတို့တွေညမှာတွေးပြီးတော့နေကြတော့အကောင်ထဲဖောနေကြတာပါလားလို့ဆိုတဲ့ဒီသဘောတောင်ဖို့ထဲမှာယရနာရှာဆိုတာကဘာကိုပြောတာလဲဆိုလို့ရှိရင်တရားရှာကိုမှတွေ့လို့ဆိုတဲ့အတိုင်းဝိပဿနာတရားအထုတ်ချင်လို့ရှိရင်ကိုယ်ခန္ဓာကိုပြန်ပြီးတော့မရှုရဘူးလားရှုရပါဗျာရှုရတယ်အဲ့တော့တောင်ဖို့ကြီးထဲမှာပြန်ပြီးတော့အနှစ်ရှာကြည့်တာဒါဖြင့်ဗျာတဲ့ဆရာတပည့်လာကြတယ်ဆရာဆိုတာဘာပြောတာတော့တပည့်ဆိုတာကတော့ဘယ်သူလဲဆိုတော့မြတ်စွာဘုရားကတောင်ဖို့ကိုတူးဖို့လာတဲ့ဆရာဆိုတာဒီတောင်ဖို့ကြီးကိုတူးပြီးတော့တောင်ဖို့တွေကယရနာတွေ့အောင်လမ်းညွှန်မှုပေးနိုင်တယ်ဆိုတာတာမန်ပုဂ္ဂိုလ်ပြောတာမဟုတ်ဘူးတဲ့သုံးလောကထွတ်ထားမြတ်စွာဘုရားကိုပြောတာကြည့်လေအဲ့လိုမဟုတ်လို့ရှိရင်လူဘဝရဲ့အနှစ်သာရကိုအပြင်မှာပဲသွားရှာနေကြတယ်ခန္ဓာကိုယ်ထဲမှာမရှာမိဘူးဟုတ်ကဲ့လားမှန်ပါကြည့်လေလူတွေဘာတွေရှာနေတော့ဆိုနေ့စဉ်ရွှေတွေငွေတွေရှာတယ်ပတ်စံတွေရှာကြတယ်အလုပ်ရှာကြတယ်ပြောစရာတွေရှာကြတယ်မရှာကြဘူးလားရှာပါတယ်ဗျာအပြင်မှာရှာလို့တော့အနှစ်သာရဘာတစ်ခုမှတွေ့မှာမဟုတ်ဘူးတဲ့ခန္ဓာကိုယ်ထဲမှာရှာရမယ်တကယ်ယရဏအစစ်ကနော်အဲ့ဒါကြောင့်မို့လို့တောင်ပေါ်ကြီးထဲမှာယရဏရှာဖို့လမ်းညွှန်မှုပြုနိုင်တဲ့ဆရာဆိုတာဘုရားပဲတဲ့ဒါဖြင့်တပည့်ဆရာပြောတဲ့အတိုင်းလုပ်တဲ့တပည့်ဆိုတာဘာတော့လို့ဆိုရင်မြတ်စွာဘုရားဟောထားတဲ့အတိုင်းလိုက်နာကျင့်သုံးမဲ့ကိုကျင့်တရားကိုလည်းဖြူစင်အောင်ကျင့်သုံးမယ်တမာတိတရားကိုလည်းပွားများအထုတ်မယ်ပညာကိုလည်းပဲထက်သန်စေမယ်ဆိုတဲ့တကယ်ကျင့်မဲ့ယောဂီပုဂ္ဂိုလ်ကိုတပည့်လို့ခေါ်တာတဲ့ကဲဆရာတပည့်ဘာနဲ့အလုပ်လုပ်တုံးဆိုတောင်ပေါ်ကြီးမှာအလုပ်လုပ်ကြမယ်သူတို့ဒါဖြင့်ဗျာသူတို့ယူလာတဲ့လက်နဲ့ဆိုတာဘာပြောတာတော့ယဟန်လက်နဲ့ဆိုတာတခြားမဟုတ်ဘူးတဲ့အသိဉာဏ်ကိုပြောတာခန္ဓာကိုယ်ဆိုတဲ့တောင်ပေါ်ကြီးကိုတူးချူပြီးတော့ကြည့်တော့မယ်အနှစ်သာရယရနာကိုရှာတော့မယ်ဆိုလို့ရှိရင်နံပါတ်1အရေးကြီးဆုံးကဘာတော့ပညာတော့တောင်ပေါ်ကြီးကိုတူးချူတဲ့ကလက်နဲ့မပါပဲမတူးနိုင်တယ်လို့ပဲပညာမပါပဲနဲ့ဟောဒီရုပ်ခန္ဓာကိုယ်ရဲ့အကြောင်းကိုသိနိုင်မှာမလားသိနိုင်ပါဘူးဗျာမသိနိုင်ဘူးဒါကြောင့်မို့လို့လက်နဲ့ဆိုတာတခြားကိုပြောတာမဟုတ်ဘူးပညာဆိုတာမဂ္ဂင်၈ပါးထဲမှာအဥဆုံးလာတဲ့တမ္မာဒိဋ္ဌိပဲ right understanding ဟောဒီ right understanding မှာမရှိလို့ရှိရင်အလုံးလုံးပြီးဆိုရဲဟောဒီအသိဉာဏ်မရှိရင်ဘာမှလုပ်လို့မရဘူးတဲ့ဒါကြောင့်မို့လို့ကမ္ဘာတရားအထုတ်တော့မယ်ဆိုလို့ရှိရင်ဘယ်လိုအထုတ်ရမယ်ဆိုတဲ့အသိကမစရဘူးလား
ပါပါဗျာကမ္ဘာထမ်းဆရာစီသွားပြီးတော့တရားကိုဘယ်လိုမှတ်ရတယ်ဘယ်လိုနားလည်ရတယ်ဆိုတာကိုအရင်သင်ကြရတယ်နော်မှန်ပါအဲ့ဒါလို့အရင်သင်လိုက်တာကိုက right understanding ပဲနားလည်သွားပြီအဲ့ဒီလက်နဲ့တောင်ပေါ်ကြီးကိုတူးချက်ပြီးတော့ကြည့်တူးတယ်ဆိုတာတော့ဘာတော့ခရားတဲ့တူးတယ်ဆိုတာဘာလုံးဆိုတော့လုံလဝီရိယအားစိုက်တာကိုပြောတာမဂ္ဂင်၈ပါးကတမ္မာဝါယာမကြိုးစားအားထုတ်တယ်လက်နဲ့တော့ရှိပါတယ်မတူဘူးပညာတော့ရှိပါတယ်မကြိုးစားဘူးဆိုရပါမလားမရပါဘူးဗျာခန္ဓာကိုယ်လို့ဆိုရတောင်ပေါ်ကြီးကိုတူးဖြိုကြည့်ဖို့ရအတွက်အသိဉာဏ်ဆိုတဲ့လက်နဲ့ရှိဖို့လိုတယ်ကြိုးပမ်းအားထုတ်မှုဆိုတဲ့ဝီရိယရှိဖို့လိုတယ်ဟောဒါကမ္မထာထုတ်တဲ့အခါမှာဒါကြောင့်မို့တတိပဒံတရားတော်မှာလည်းပဲမြတ်စွာဘုရားဟောထားတယ်မို့လားအတ္တာပိတမ္ပဇာနောတတိမာဝိနေယလောကေဝိဇ္ဇာဒေါမနတံကာယေကာယ ानु ပတ္တိဝေရတိအတ္တာပိတမ္ပဇာနောတတိမာဝိနေယလောကေဝိဇ္ဇာဒေါမနတံအတ္တာပိဆိုဝိရိယရှိရကမ္မထာထုတ်တဲ့အခါမှာပေါ့ပေါ့ရွရွအမထုတ်ရဘူးဆိုတော့ခုခေတ်မှာဒီထိုင်းနေတာကိုပဲကမ္မထာထိုင်တယ်လို့ယူဆကြတယ်မထိုင်ရင်ကမ္မထာမဖြစ်ဘူးလို့ထိုင်ထင်နေကြတယ်မဟုတ်ဘူးကမ္မထာထိုင်တဲ့အခါမှာအရေးကြီးဆုံးကစေတသိကဝီရိယဆိုတဲ့စိတ်ထဲကကြိုးပမ်းအထောက်မှုကပိုအရေးကြီးတယ်ခန္ဓာကိုယ်အနေထားကဘယ်လိုပဲနေစိတ်ဓာတ်ကပြင်းပြင်းထန်ထန်ကြိုးစားနေဖို့လိုတယ်ဟုတ်ကဲ့လားခန္ဓာကိုယ်အနေနဲ့ကတော့မအိပ်မနေလုံနေပါရဲ့စိတ်ကဟိုလွင့်ဒီလွင့်ဆိုလို့ရှိရင်ဒါမရဘူးနော်ဒါကြောင့်မို့လို့စေတသိကဝီရိယကာယိကဝီရိယဆိုတာခန္ဓာကိုယ်ကလှုပ်ရှားသွားလာနေတာထိုင်နေဆိုရင်လည်းစိုးစိုးမြဲမြဲနဲ့တနာရီနှစ်နာရီဒီလိုထိုင်နေတာဒါကာယိကဝီရိယပို့ပြီးတော့အရေးကြီးဆုံးကစေတသိကဝီရိယတဲ့စိတ်အားတွေတွန်းပြီးတော့ထားဖို့လိုတယ်တဲ့သမ္မာဝါယာမဆိုတဲ့အဓိပ္ပာယ်ကဒါအတ္တပိလုံလဝီရိယရှိရမယ်လုံလဝီရိယဆိုတာမရမနေကြိုးပမ်းအထောက်တာကိုပြောအကုသိုလ်တွေဝင်လာရင်မဝင်ရအောင်တားဆီးမယ်ဝင်သွားလို့ရှိရင်လည်းဖယ်ထုတ်ဖို့ကြိုးစားရမယ်ကုသိုလ်စိတ်တွေဝင်လာလို့ရှိရင်ထိုကုသိုလ်စိတ်တွေကိုတိုးပွားအောင်လုပ်ရမယ်ကုသိုလ်စိတ်တွေမဝင်လာသေးရင်ဝင်လာအောင်ကြိုးစားရမယ်ဝင်လာပြီးတဲ့နောက်တိုးပွားအောင်ကြိုးစားရမယ်ဆိုတဲ့တန်တပဒံတရား၄ပါးအဲ့ဒါနဲ့ကြိုးစားရမယ်ဒီနေရာမှာတူးတယ်ဆိုတာခန္ဓာကိုယ်ကြီးထဲမှာကြိုးစားပြီးတော့အာယုံစိုက်တာတဲ့ဟုတ်ကဲ့လားမှန်ပါဒါကိုပြောတာတတိပဌာန်မှာလည်းထို့တူပဲကာယေကာယ ानु ပတ္တိဝေရတိအတ္တာပိကြိုးစားရမယ်ကြိုးစားတဲ့အခါမှာအယမ်းလုံးလို့မရဘူးခန္ဓာကိုယ်ရဲ့အခြေအနေစိတ်အခြေအနေကိုအမြဲတမ်းနားလည်နေရမယ်ဒါကိုတမ္ပဇာနောလို့ခေါ်တာပညာဉာဏ်အစဉ်ဉာဏ်ရှိနေရမယ်ဒါကြောင့်လက်နဲ့လည်းရှိရမယ်ကြိုးပမ်းအထောက်မှုလည်းရှိရမယ်ဟောဆရာညွှန်ကြားတဲ့အတိုင်းတပည့်ဟာတောင်ပေါ်ကြီးကိုအသိဉာဏ်ဆိုတဲ့လက်နဲ့ကြိုးပမ်းအထောက်မှုဆိုတဲ့ဝီရိယဒီနှစ်ခုပေါင်းပြီးတော့တူးဖြိုပြီးတော့ခြိလိုက်တာသဘာဝအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒါတရားစခန်းကိုစဝင်ပြီလို့ပြောတာနော်တောင်ဖို့ဆိုတဲ့ခန္ဓာကိုယ်ကြီးကိုတူးဖြိုပြီးတော့ကြည့်ကြပြီပထမဆုံးလက်နဲ့ဖြစ်တဲ့အသိဉာဏ်ရအောင်လုပ်ရမယ်ပြီးရင်အသိဉာဏ်ရထားတဲ့အတိုင်းကျိုးပန်းရမယ်ခန္ဓာကိုယ်ကြီးထဲမှာဒီရုပ်ခန္ဓာကိုယ်ကြီးထဲမှာရှာကြည့်ရမယ်ကဲတူးဖြိုပြီးတော့ရှာကြည့်လိုက်တဲ့အခါကျတော့အရှင်ဘုရားတကားဂလန့်ကြီးတွေ့တယ်ဆိုတာဘာပြောတာတော့ဘုရားတဲ့ဂလန့်ကြီးဆိုတာဘာခေါ်တာတော့မြတ်စွာဘုရားကဂလန့်ဆိုတာတခြားပြောတာမဟုတ်ဘူးတဲ့မသိတဲ့အဝိဇ္ဇာကိုပြောတာအဝိဇ္ဇာဆိုတဲ့မသိမှုကရှေ့ကနေပြီးတော့ပိတ်စည်းထားလိုက်လို့ရှိရင်ရှေ့ကိုတိုးလို့ရပါအောင်မလားမရပါဘူးဗျာတကားတစ်ခုမှလည်းပဲတကားကိုဂလန့်ချထားလိုက်လို့ရှိရင်ဝင်လို့ထွက်လို့မရတော့ဘူးမှန်ပါအတားအဆီးကြီးဖြစ်တယ်ထို့တူပဲတောင်ဖို့နဲ့အလားတန်တူတယ်ဟောဒီခန္ဓာကိုယ်ကြီးထဲမှာယရနာရှာတော့မယ်ဆိုလို့ရှိရင်
ရှာလို့မရအောင်ရှေ့ကနေပြီးတော့အဝိဇ္ဇာဆိုတဲ့အမှန်မသိတယ်ခလန့်ကြီးခံနေတယ်ဘာကိုအမှန်မသိတာတုံးဆိုရင်ဒုက္ခဆိုတာကိုအမှန်မသိဘူးဒုက္ခလို့ထင်နေတယ်ဒုက္ခသမုဒယကိုအမှန်မသိဘူးသူ့ဘာသူဖြစ်တယ်သို့မဟုတ်ဘုရားဖန်ဆင်းလို့ဖြစ်တယ်လို့ထင်နေတယ်ဒုက္ခនិရောဓဒုက္ခတွေချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ရှိတယ်ဆိုတာအမှန်မသိဘူးဒုက္ခនិရောဓဂာမိနိပฏิပဒါဒုက္ခချုပ်ရာသို့ရောက်ကြောင်းအကျင့်ဆိုတာကို तू မသိဘူးတဲ့အဲ့ဒါတွေကိုအကုန်လုံးရှေ့တိုးလို့မရအောင်ဂလန့်ချထားလိုက်တယ်လို့ပိတ်စည်းထားတာဒါကြောင့်မို့လို့တကားဂလန့်ကြီးဆိုတာတခြားပြောတာမဟုတ်ဘူးအဝိဇ္ဇာကိုပြောတာဟောတရားအထုတ်နေတဲ့အခါမှာရှေ့ကိုမတိုးနိုင်ဘူးဆိုလို့ရှိရင်ပိတ်စည်းထားတဲ့တကားကလန့်နဲ့အလန္တရာတူတဲ့အဝိဇ္ဇာတရားဖယ်ရှားပြဖို့လိုတယ်ဒုက္ခကိုဒုက္ခလို့မြင်အောင်ကြိုးစားရမယ်ဒုက္ခဖြစ်ကြောင်းသမုဒယသစ္စာကိုသမုဒယသစ္စာလို့မြင်အောင်ကြည့်ရမယ်ဒါတွေမမြင်ဘူးဆိုလို့ရှိရင်အဝိဇ္ဇာကဖုံးနေသေးတယ်ဟုတ်ကဲ့လားမှန်ပါယရဏကိုရှာတွေ့ဖို့မဖြစ်နိုင်ဘူးတဲ့ဒါကြောင့်မို့ဒီဥပမာကိုပေးအဲ့တော့ဒီအဝိဇ္ဇာကိုတကားကလန့်ကြီးကိုဖယ်ပစ်လိုက်လို့ဆိုတာအမှန်မသိတဲ့အဝိဇ္ဇာတရားကိုလက်ခံမနေနဲ့ဖယ်ပစ်လိုက်ဘာနဲ့ဖယ်ရမလို့ဆိုအတိအကျန်နဲ့ဖယ်ရဒုက္ခအကြောင်းမသိသေးရင်ဘာလို့မလို့သိအောင်သင်ရဒုက္ခသမုဒယဆိုတာမသိသေးဘူးဆိုရင်သိအောင်လုပ်အောင်သိအောင်လုပ်ခြင်းဟာဒါဖယ်ရှားခြင်းပဲတဲ့နော်အဲ့ဒါလို့ဖယ်ရှားလိုက်လို့လက်တွေ့သိလာပြီဆိုလို့ရှိရင်ဂလန့်ကြီးဖယ်လိုက်တဲ့အခါမှာရှေ့မှာဘာသွားတွေ့ပြန်လဲလို့ဆိုတော့ဖားကလေးသွားတွေ့တယ်အရှင်ဘုရားတဲ့ဖားကလေးတွေ့တယ်လို့ဆိုတာဖားဆိုတာဘာပြောတာတော့ဗျာဖားဆိုတာတခြားမဟုတ်ဘူးကမ္မထာတရားအထုတ်တဲ့အခါမှာယောဂီပုဂ္ဂိုလ်တွေကြည့်အသိဉာဏ်နဲ့ကျိုးပန်းအထုတ်မှုကြည့်လိုက်လို့တရားဓမ္မအာယုံပြုနိုင်တဲ့အနေအထားလေးရှိလာပြီဆိုလို့ရှိရင်ဘာဖြစ်တော့ဆိုရင်နာရာကျင်နာကြိုက်တာခဲတာတွေကြာရှည်ထိုင်တော့ပေါ်မလာဘူးလားပေါ်လာပါဗျာပေါ်လာတဲ့အခါကျတော့နာရာကျင်နာကြိုက်တာခဲတာတွေပေါ်မှာစိတ်ထဲမှာခံမြင်တာတွေမဖြစ်လာဘူးလားမှန်ပါဒီအာယုံပေါ်မှာဒါမုန်းတီးယွန်ရှာတဲ့ကောဓလို့ဆိုတဲ့ဒေါသသဘာဝတရားပေါ်တာပဲဒုက္ခပေါ်မှာဒေါသဖြစ်တာဟုတ်ကဲ့မှန်ပါအဲ့ဒါဒေါသဖြစ်တာပဲခန္ဓာကိုယ်ကသိနာနေတယ်တရားထိုင်လို့သိနာနေတယ်ဆိုရင်အဲ့ဒီနာတဲ့ဟာပေါ်မှာချိတ်နှိပ်ပြီးတော့ခံစားရတာစိတ်ထဲမှာမကြေမချမ်းဖြစ်လာတာဒါဒေါသပဲကြီးလာလေလေဒီဒေါသကပြင်းထန်လာလေလေဒါကြောင့်မို့လို့ဘုဒ္ဓမာယိကဖားတဲ့သွားပြီးတော့မထိလိုက်နဲ့ထိလိုက်ရင်ဒီဖားကဖောင်းလာနောက်တစ်ခါထိကိုဖောင်းတယ်နောက်တစ်ခါထိကိုဖောင်းနောက်ဆုံးကြတော့တခါတည်းဖားကြီးကအကြီးကြီးဖြစ်လာထို့တူပဲဒေါသဟာလည်းပဲရော့သွားတယ်မရှိဘူးတဖြည်းဖြည်းဒေါသရဲ့သဘောတရားကရှိလေပထမဆုံးစိတ်ထဲမှာအလိုမကျဘူးဆိုလို့ရှိရင်မျက်မှောင်ကလေးကျုပ်သွားမျက်ကြောလေးတင်းသွားမကြည်ဘူးဆိုရင်ဘာဖြစ်လာပါးစပ်ကလှုပ်ဖြစ်လာဒီလည်းမကြည်ဘူးဆိုရင်သူကဘာဖြစ်တော့ဖားဖောင်းလာတယ်လို့ပဲတဖြည်းဖြည်းပါးစပ်ကတခုပြောတော့တာဆဲတာရဲတာလှုပ်လာဒါနဲ့မကြည်ဘူးဆိုရင်ထပ်ဖောင်းလာပြန်တယ်ဘာဖြစ်တုံဆိုရင်ဒုတ်ကင်လာတယ်ဓာတ်ကင်လာတယ်နောက်ဆုံးဒီလည်းမကြည်ဘူးဆိုရင်ရိုက်တယ်နှက်တယ်ဟုတ်ကဲ့မှန်ပါဗျာဒေါသကလည်းအဲ့ဒီလိုပဲဖားကတစ်ခါထိဖောင်းလာတယ်လို့ပဲဒေါသကလည်းတဖြည်းဖြည်းအရှိန်တက်လာတယ်လို့ဒီလိုဆိုလို့မှန်ပါအဲ့တော့ကမ္မဋ္ဌာန်းတရားအထုတ်နေတဲ့ပုဂ္ဂိုလ်တွေဟာလုံလဝိရိယကျိုးပန်းအထုတ်ရင်ဝိရိယဓာတ်ကိုမခံနိုင်တဲ့အခါစိတ်ထဲမှာခံပြင်းတဲ့ဒေါသတွေဖြစ်လာတတ်တယ်ဒါကြောင့်မို့လို့အဲ့ဒါကိုကြော်လွှားနိုင်အောင်ကြိုးစားဖယ်ရှားပြလိုက်လို့ဆိုတော့ဒါတွေကိုအာယုံမပြုတ်ပဲနဲ့သိခံတဲ့စွမ်းအားနဲ့သိခံတဲ့စိတ်မွေးပြီးတော့ထိုဒေါသတွေကိုဖယ်ရှားပြရမယ်မှန်ဟောဒါဟာဥဒ္ဓမာယိကဆိုတဲ့ဖားကိုဖယ်လိုက်လို့ပြောတာကဲကောင်းပြီဒုက္ခတွေ့လို့ပဋိက္ခနုတယဆိုတဲ့ဒေါသကိန်းနေတာကိုမကိန်းရအောင်
ဟာနဲ့အလားတရတူတဲ့ဒေါသကိုဖယ်ရှားလိုက်နိုင်ပါပြီတဲ့။ဘာတော့တွေ့ပြန်တော့လို့ဆိုတော့အရှင်ဘုရားတဲ့လမ်းနှစ်ခွတွေ့တယ်လို့ပြောပါတယ်။တောင်ပေါ်ကြီးထဲမှာလမ်းနှစ်ခွသွားတွေ့တယ်။အဲ့ဒီလမ်းနှစ်ခွဆိုတာဘာခေါ်တာတော့ဘုရားဆိုจิตตายานလမ်းနှစ်ခွဆိုတာတခြားမဟုတ်ဘူး။တရားအထုတ်လာတဲ့အခါကျတော့လူတွေကတမာတိလေးနည်းနည်းရလာလို့ရှိရင်ဩငါတရားဓုတရားမြတ်ရပြီလို့ထင်လာတခါတည်းအစင်မပြေတဲ့အခါကျတော့ငါတရားထုတ်တာဟုတ်မဟုတ်ကလားတကယ်ရောမဲ့ဖို့နိဗ္ဗာန်ဆိုတာအကျိုးရှိရလားဆိုတဲ့အတွေးတွေလည်းဝင်လာတယ်တခါတည်းကျတော့တမာတိလေးကောင်းလာလို့ခန္ဓာကိုယ်ကအလင်းရောင်လေးတွေပေါ်လာလို့ရှိရင်ဟာမတရားဖို့တရားဆိုတာဒါပဲလို့ဆိုပြီးတော့မရင်ဆွဲလန်းသွားတာလည်းရှိတယ်ဆွဲသွားကြတဲ့လမ်းကြောင်းလွဲမသွားပြီဘူးလားလွဲသွားပါလားဗျာလွဲသွားတယ်အဲ့ဒါကြောင့်မို့လို့တရားဓမ္မနဲ့ပတ်သက်ပြီးတော့တန်တရားဝင်စရာတွေဖြစ်လာတဲ့လမ်းကြောင်းလွဲသွားတယ်ဆိုတာဘုသူရဲ့လက်ချက်လဲလို့ဆိုဝိသိကိစ္စရဲ့လက်ချက်ပဲဝိသိကိစ္စဆိုတာစဉ်းစားလိုက်တာနဲ့ပဲဆုံးဖြတ်နိုင်စွမ်းမရှိဘူးဒါကမှန်ကန်တဲ့လမ်းလားဒါကမှန်ကန်တဲ့လမ်းမဟုတ်ဘူးလားဒါကတကယ်မဲ့ဖက်လားဒါကတကယ်မဲ့မဟုတ်ဘူးလားလို့ဆိုတဲ့စိတ်ထဲရဲ့ဒီနှလုံးနှစ်ခွအတွေးတွေယောဂီပုဂ္ဂိုလ်တွေမှာဝင်လာတတ်တယ်တဲ့ဒါကြောင့်မို့လို့အဲ့ဒါလမ်းနှစ်သွယ်နဲ့တူတယ်ဟိုဘက်လမ်းလိုက်ရမလားဒီဘက်လမ်းလိုက်ရမလားလို့ဇဝေဇဝါဖြစ်စေတတ်တယ်ဝိသိကိစ္စပေါ်လာလို့ရှိရင်လည်းတရားဓမ္မနဲ့ပတ်သက်ပြီးဇဝေဇဝါတွေဖြစ်ပေါ်စေတယ်ဒါကြောင့်မို့ဒါလည်းဖယ်ပြစ်လိုက်လို့ပြောတာနော်ကဲဝိသိကိစ္စကိုဖယ်ရင်ဘယ်လိုဖယ်မလို့ဆိုလို့ရှိရင်တရားဓမ္မကိုရှင်းရှင်းလင်းလင်းသိအောင်မေးမြန်းရတယ်ဆရာသမားထံချင်းကပ်ပြီးတော့မေးမြန်းရတယ်စုံစမ်းရတယ်ဘုန်းကြီးတို့တီဟိုနေတော့ကအမျိုးသမီးတယောက်ကလာမေးတယ်သူတရားထိုင်လိုက်တဲ့အခါမှာတဲ့သိပြီးတော့မကြဘူးတမာရီလေးရသွားတာနဲ့တပြိုင်နက်သူ့ရဲ့အသိစိတ်တွေလည်းချုပ်သွားတယ်ရုပ်ခန္ဓာကိုယ်ကြီးလည်းပျောက်သွားတယ်အဲ့ဒါဟာနာမရူပនិရောဓနာမ်လည်းချုပ်သွားတာရုပ်လည်းချုပ်သွားတယ်ဘာမှမသိတော့ဘူးတဲ့အဲ့ဒါဟာနာမရူပនិရောဓရုပ်နာမ်ချုပ်ငြိမ်းသွားတာလားလို့သူကမေးတဲ့အခါကျတော့အဲ့ဒါရုပ်နာမ်ချုပ်သွားတာမဟုတ်ဘူးလို့အိပ်ပျော်သွားတာပဲဖြစ်မယ်နော်ဌိနမိတ်္တတွေလွှမ်းပြီးတော့အိပ်ပျော်သွားတာသူဘာမှမသိတော့ဘူးလေမဲ့ဖို့နိဗ္ဗာန်ရတယ်ဆိုတဲ့ပုဂ္ဂိုလ်ကမသိတာမဟုတ်သိတယ်ရှင်းရှင်းကြီးသူ့လမ်းကြောင်းဟာသူသိနေတယ်သူ့ရဲ့ခံစားမှုတွေအကုန်လုံးသိနေတယ်ဟုတ်ကလားတရားဓမ္မကိုရှင်းရှင်းလင်းလင်းမြင်ပြီးတော့လာတယ်ချုပ်သွားတာကိုလည်းမြင်ရတယ်ဖြစ်လာတာလည်းမြင်ရမယ်အခုကသူကဘာမှမဖြစ်တော့ဘဲနဲ့ဘာမှမရှိတော့ဘူးချုပ်သွားတယ်ဆိုကြတဲ့ဒါအိပ်ပျော်သွားတာပဲဖြစ်မှာပေါ့အဲ့ဒါမျိုးတွေကြုံတွေ့ရတတ်တယ်တဲ့ဒါကြောင့်မို့လို့ဒီဝိသိကိစ္စဆိုတဲ့တရားကိုဖယ်ရှားပြလိုက်လမ်းနှစ်ခွနဲ့အလားတရတူတယ်ဒါကိုဖယ်ရှားပြလိုက်လို့ခန္ဓာကိုယ်ထဲမှာဒါမျိုးတွေတွေ့နိုင်တယ်လို့ပြောတာနော်ကဲကောင်းပြီလမ်းနှစ်ခွကိုဖြတ်ကျော်လိုက်လို့ဖယ်ရှားလိုက်နိုင်ပြီဆိုတဲ့အခါမှာဘာတွေ့မှာတုံးလို့ဆိုတော့ဆပ်ပြရည်စစ်ကြီးတွေ့တယ်လို့ပြောတယ်ဗျာတဲ့အဲ့ဒီဆပ်ပြရည်စစ်ဆိုတာဘာကိုပြောတာလဲမြတ်စွာဘုရားကจิตตายานတဲ့ဆပ်ပြရည်စစ်ဆိုတာတခြားပြောတာမဟုတ်ဘူးတဲ့နိဝရဏတရား၅ပါးကိုပြောတာကဲတရားချစ်ခင်သူတော်စင်ပြိဿတ်တို့စဉ်းစားကြည့်တရားအထုတ်နေတဲ့အချိန်မှာနိဝရဏတရားတွေပေါ်လာတတ်တယ်နော်နိဝရဏတရားတွေကပေါ်လာတတ်တယ်တရားအထုတ်လို့ကောင်းလာပြီဆိုလို့ရှိရင်လည်းတမာတိရလာပြီဆိုရင်လည်းအဲ့ဒီပုံမှာတွေ့တာမှုဆိုတာတွေပေါ်လာတတ်တယ်အဲ့ဒါကလောဘတရားထုတ်လို့အစင်မပြေဘူးဆိုလို့ရှိရင်စိတ်အလိုမကျမှုတွေပေါ်လာတယ်အဲ့ဒါကဗျာပါဒဒီထက်ကနေပြီးတော့တရားထုတ်လို့အိတ်ချင်ငိုင်ပြီးလာပြီးဌိနမိတ်္တပေါ်လာတယ်ဩစိတ်ဓာတ်တွေဆုံးနေလာတယ်ဆိုရင်ဒါဌိနမိတ်္တနိဝရဏပေါ်လာတတ်တယ်နောက်စိတ်တွေကတမာတိအာယုစိုက်လို့မရဘဲနဲ့စိတ်တွေလွင့်ပြီးတော့စိတ်တွေထဲမှာဟိုတွေးဒီတွေပူပန်မှုလေးတွေပေါ်လာတတ်တယ်ဆိုရင်ဒါဥဒိစ္စကုက္ကုစာတန်တရားတွေဝင်လာပြီဆိုလို့ရှိရင်ဝိသိကိစ္စလို့ခေါ်တယ်နိဝရဏတရား၅ပါးအဲ့ဒီနိဝရဏတရား၅ပါးဝင်လာလို့ရှိရင်တော့
ရှိသမျှစုဆောင်းထားတဲ့ခုနကအသိဉာဏ်တွေတို့တမာတိစွမ်းအားတွေတို့စိတ်စွမ်းအားတွေကုသိုလ်တရားတွေအလုံးယိုထွက်သွားဆပ်ပြရေစစ်ထဲမှာလောင်းပြီးတော့ထိတ်လိုက်လို့ရှိရင်ရေတွေအကုန်ယိုကျမသွားဘူးလားကျသွားပါလေဗျာရေစစ်ဆိုတာအပေါ်ရေလောင်းလိုက်တာနဲ့တပြိုင်တည်းအကုန်စစ်ထုတ်လိုက်တာရေတွေအကုန်ထွက်သွားတာဟုတ်ကဲ့လားမှန်ပါဗျာရေတွေတစ်စက်မှမကြံတယ်လို့ပဲရေစစ်နဲ့ခံလိုက်ရင်ရေကတစ်စက်မှမကြံတော့တယ်လို့ပဲနိဝရဏတရား၅ပါးဆိုတဲ့ဒီအတွေးတွေခန္ဓာကိုယ်ထဲမှာစိတ်ထဲမှာပေါ်လာလိုက်တာနဲ့တပြိုင်တည်းကုသိုလ်တရားတွေဟာဘာမှမကြံအောင်အလုံးယူကျသွားတယ်။ဟောတရားထုတ်တဲ့အခါမှာလည်းပဲဒါအမတန်တတိထားရမယ်။စัจ जा ရေစစ်ဆိုတာလာတတ်တယ်တဲ့။ဟုတ်ကလား။မှန်ပါဗျာ။ယောဂီပုဂ္ဂိုလ်တွေအထူးသဖြင့်တော့တရားကြာကြာထိုင်လို့ရှိရင်အလားဆုံးစัจ जा ရေစစ်ကတော့ဘာလဲလို့ဆိုရင်ဌိနမိတ်တာပဲနော်။မှန်ပါဗျာ။ဒါကြောင့်မို့တချို့ယောဂီပုဂ္ဂိုလ်တွေဆိုရင်ထိုင်ရင်အိတ်တက်သွားတယ်။ဟောထိုင်ရင်အိတ်ခွာအဲ့ဒါဖြစ်သွားတာနဲ့တပြိုင်နက်ခုနသမာဓိစွမ်းအားတွေရောဘာတွေရောအကုန်လုံးပျောက်ကွယ်သွားအသိပညာလည်းအားနည်းသွားဒါကြောင့်မလို့စัจ जा ရေစစ်ဆိုတာတခြားပြောတာမဟုတ်ဘူးတဲ့နိဝရဏတရား၅ပါးလောဘဖြစ်တယ်လောဘမဖြစ်ရင်ဒေါသဖြစ်မယ်အာယုန်တစ်ခုပေါ်မှာစိတ်ဆုံးနေလာတဲ့ဌိနမိတ်တာဖြစ်မယ်လွင့်ပြန်နေတဲ့ဥဒိစ္စစိတ်ထဲမှာပူပန်းလာတဲ့ကုက္ကုဆကိုလှုပ်တာမအောင်မြင်ဘူးဆိုရင်ကုက္ကုဆပဲ။ဘလောက်ကြိုးစားရတဲ့ငါတမာရီတောင်မရပါလားလို့ဆိုတာဒါကုက္ကုဆဟုတ်ကဲ့လား။ငါတဏှာကြီးထိုင်တာတောင်မှပဲ10မိနစ်လောက်တောင်မမိပါလားလို့ဖြစ်လာရင်ဒီလိုအတွေးလေးဝင်လာရင်ဒါကုက္ကုဆလို့ခေါ်တယ်။ဘာဖြစ်လို့ကြိုးစားရတဲ့ငါဘာဖြစ်လို့မရတာလဲလို့အတွေးဝင်လာရင်ဒါကုက္ကုဆကဲငါလုံးနေတဲ့လမ်းမှန်မလားတကယ်ဘုရားတရားဟောခဲ့တဲ့ဆိုတဲ့နိလန်ရောတကယ်ဟုတ်ပါမလားဆိုတဲ့အတွေးလေးတွေဝင်လာလို့ရှိရင်ဝိသိကိစ္စပဲအဲ့ဒီအတွေးတွေဝင်လာပြီဆိုတာနဲ့တပြိုင်လဲရှိသမျှဟာတွေအကုန်သွားပြီစัจ जा ရေစစ်ထဲလောင်းထည့်လိုက်တဲ့အခါရေတွေဝေါကနေထွက်သွားတယ်လို့ပဲကုသိုလ်စိတ်တွေအားလုံးအခြေအနေကောင်းတွေဟာလျောကျသွားတယ်ဒါကြောင့်မို့တောင်ပိုထဲမှာစัจ जा ရေစစ်တွေးလို့ရှိရင်ဖယ်ရှားပြည့်တဲ့ဟုတ်ကဲ့လားစัจ जा ရေစစ်ကိုမဖယ်နိုင်ဘူးဆိုလို့ရှိရင်ဘာမှကြံမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့မြတ်စွာဘုရားကจิตตายစัจ जा ရေစစ်ဆိုတာနိဝရဏတရား၅ပါးကိုပြောတာကဲကောင်းပြီစัจ जा ရေစစ်ကိုဖယ်ရှားပြစ်လိုက်လို့နိဝရဏတရားတွေကင်းသွားပြီဆိုပါတော့ဘယ်ပေါ်မှာအလုံးလို့ရတော့ဘယ်သူသွားတွေ့တော့ဆိုရင်ခန္ဓာ၅ပါးကိုသွားတွေ့တောင်ဝကြီးတူးလိုက်တဲ့အခါစัจ जा ရေစိတ်ကိုဖယ်လိုက်တဲ့အခါဘာသွားတွေ့လက်ကြီးတစ်ကောင်သွားတွေ့လက်ကြီးဆိုတာတခြားမဟုတ်ဘူးတဲ့ခန္ဓာ၅ပါးဘာဖြစ်လို့တော့ဆိုရင်လက်တစ်ကောင်မှာကြည့်ခေါင်းရှိတယ်ခြေထောက်နှစ်ဖက်ရှိတယ်လက်နှစ်ဖက်ရှိတယ်အဲ့ဒီ၅ခုပေါင်းလိုက်တဲ့အခါလက်ဟာဟိုအဒီယာရွေးရှားပြီးသွားလာနေတာမဖြစ်ဘူးလားမှန်ပါနော်အဲ့ဒီ၅ခုစလုံးကိုအထဲထဲသွင်းပြီးတော့ချုပ်ထားလို့ရှိရင်လက်ရသွားလို့ရသေးရဲ့မရပါဘူးဗျာခေါင်းကလည်းအပြင်ထွက်လာမယ်လက်နှစ်ဖက်ကလည်းအပြင်ထွက်မယ်ခြေထောက်ကလည်းအပြင်ထွက်မယ်ဆိုရင်ဟောလက်ကြီးမှာသွားလာလှုပ်ရှားနေတတ္တဝါတွေမှာလည်းခန္ဓာ၅ပါးပေါင်းစပ်ပြီးလို့ရှိရင်လက်ကြီးလိုပဲလှုပ်ရှားပြီးတော့မနေဘူးလားနေပါလေဗျာရူပခန္ဓာဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာဆိုတဲ့ဟောဒီခန္ဓာ၅ပါးပေါင်းစပ်လိုက်တာနဲ့တပြိုင်နက် energy ဆိုတဲ့စွမ်းအားတွေရပြီးတော့စကားပြောတယ်သွားတယ်လာတယ်လှုပ်တယ်ရှားတယ်လက်ကြီးလိုမနေဘူးလားနေပါဗျာဒါကြောင့်မို့လို့လက်ဆိုတာတခြားဟာပြောတာမဟုတ်ပါဘူးတဲ့ခန္ဓာ၅ပါးကိုပြောတာပါဒီ၅ခုပေါင်းစပ်လိုက်တာနဲ့တပြိုင်နက်သွားလာလှုပ်ရှားမှုဆိုတာပေါ်လာတယ်အဲ့ဒီခန္ဓာ၅ပါးကိုတွေ့တာပြီးတော့မနေပဲနဲ့ဖယ်ရှားပြီးတော့ပြစ်လိုက်ပါလက်ကြီးကိုဖယ်လိုက်လို့ဆိုတာခန္ဓာ၅ပါးပေါ်မှာတွဲမနေနဲ့လို့ပြောတာနော်မှန်ပါပါရှိလေမြတ်စွာဘုရားကရူပံဘိက္ခဝေနတ္တုမကံတံပစေထတံဝောပိဟိနံဟိတယဒုက္ခယဘဝိတ္တိခြေသားရန်တို့ရုပ်ခန္ဓာကြီးဟာသင်တို့ဟာမဟုတ်ဘူးလူတွေကထင်တယ်လေငါမျက်စိငါနာငါနှာခေါင်းငါခန္ဓာကိုယ်ငါစိတ်နဲ့ဒီလိုထင်ရတယ်ဟုတ်လားမှန်ပါမြတ်စွာဘုရားကတော့မဟုတ်ဘူးတဲ့
Nato Magam. They know a mode. Down Bazeta. Go a mode, however, Dueta Vido Manejan, someone like Luta Lupiola. Sudia Ngamo Modi to Jam Luta, Duematana Lupiola, no? Luta like Kanangava, my Duecapido Manine, Nahalu, Duebido Matane, Luta like Lucian, Daopina, Hidaya, Dukaya, Widen. Erama Chana Duka, Yama, Pide, Duetamia, Beroma, Meawood. Tajamolo, Leji, Tamborega, Leji Dream, Kepelaiba, Lupiola, Arabio, no? Kanangava, my Germany, Pelai. Leji Pelai, Kajaro. Papa Triviano, Sora. Tali Dane, Silido, Nepotida. Turu Chaja, Kanagorema. Tali Dane, Silido. Dariga Upama baby or Tenzatara, no? Tali Dane, Silido, Sora, Bao Piora, no solution. Ayungava Kamago, the Outpiora. Luria Beboma, a leakan the Yado, Ayungava Patabi, a leakan the Yaula, a leakan the Yade. Chile, Yesiga, Nidasea, Ayodila Lucien, Lova Pelade. Naga Nidasea, Atani Jala in Lova Pelade, Nakanga. Muchaine, Nang Shula in Lova Pelade. Leaga, Comia de Yadali Salia in Lova Pipiane. Kanagova Isade, a tea doing Tilia in Lower Pilay. Lower Pilay de Sugrega, Eddie Lova Surekilidaga, Ione, Pom Bombido, Luyetanama Side, Comia de Ayarigo, Libyan Nidane to the way. Tajamulu, Tane, Ludiha, Bema Jas Homido, Tatuaria, Bema Jas Homi, Bema Shumbinia, Bema Alicania lesson. Ayungava Patela Lucin, Kilita, Ligo, Canija, no? Tajamulu. Yesiga Niade, Rubayo, Nagaja, Tadayo, Nakawa, Nansua, Kanayo, Kanagoga, Leaga Tidia, Radayo, Kanagoa Tidia, Putapayo, so that the Ione Boma, Dredamusure, Kilita, Naku Pombido, Ludiha, Daudo, Sink and the other Chitoja. Cindy Donet, Dalida, Eddie Nakua. Cindy Donet, Dalida, Peshalaiba, Lusuda. Ayungava Kamgon Diadigo, a Wimakama Nedu Yola, no? The Ato Nidekama, Hori Ayungava Kamgon Diadi, Kutanama, Mapsine, Chin, Kilita, at Lee Kayama, de Jade. Kakami, a Shiviade, Cindy Donet. Talida Sure, Gamgo Ayodianigo, Peshala Nami, Suro. Father Dredo, so not a dread a Yadakua. Tajit Sura. Tanga Zidema Dwawe being, don't meet the Pida about your, no? Eddie don't meet the Pida Adaha. Kago Solura Rovia, Tajit Sura, Bao Yora. Sadi at the Boga, a David Namu Pete had a tema, Chinshare, David the Kua Barose. Tadi Sura, Terema Telime, a Mibu neck, Terema Telite, Terenia Mandu, Shag and a Catwa. And a Luluwe, Tadi had Jore Kama, Mibu neck, Shag and a Catwa the Luwe. Luriatanama, Tadi ne Ladran to the Nanti Raga. Cookie Biamas, Super Galulo, let Yolo Yalapo, no? I only net two like they come a Kakatwara, the Dujan Kata Roso, eh? The Najam Kata. Nandi Raga look for it. I only woman knit that day, Swellane Sureti, Tanaraga, Sickliha, Tanaraga Liha, I only be Kakapiro Twada, Twada de the Washington, Tajamolo. Tadi Sura the Chaha with Yoramoku, Nandi Raga, Tanago, Ione Boma Tweta, Tanago, Yora. Tajamu to message Amale, Yasavia Hotarali, Yayan Tana, Pondo Povika, Nandi Raga, the Hakata. Ione Boma Tonto Viro to it. I think Yeneboma to it.
အသစ်နဲ့အဟောင်းတွေ့ရင်အဟောင်းကိုပယ်ပြီးအသစ်ကိုသွားတွေ့ပြန်တယ်သူကဒါကြောင့်မလို့လူတွေဟာအသစ်ကိုရှားနေကြတာနော်အသစ်ကိုရှားတာအဟောင်းပေါ်မှာတွေ့တာမှုတွေရော့ပြီးတော့အသစ်ကိုရှားနေကြတာအဲ့ဒီလိုရှားနိုင်တာဘယ်သူကြောင့်လို့ဆိုရင်နန္ဒီရာကပဲနှစ်သက်တယ်တွေ့တယ်ဆိုတဲ့ဟာအဲ့တော့အဲ့ဒီနန္ဒီရာကဟာကြည့်ကမ္မဋ္ဌာန်းတရားအားထုတ်တဲ့အခါကျတော့ကာမဂုဏ်အာယုန်တွေကိုပယ်စွန့်လိုက်နိုင်တယ်ခုနတန်လျက်ဓာတ်နဲ့စင်ဒီတုံးနဲ့အလားတန်တူတဲ့အာယုန်၅ပါးနဲ့ကိလေသာတွေကိုဖယ်ရှားလိုက်နိုင်ပေမဲ့ဘာကကျမ်းနေတော့ဆိုနန္ဒီရာဂဆိုတဲ့အတွေ့အတာလေးကကျမ်းနေသေးတယ်ကြည့်ဘယ်ထိအောင်သူကလိုက်တုံးဆိုလို့ရှိရင်တရားဓမ္မအားထုတ်လို့တရားဓုတရားမြတ်ကလေးတွေရလာသောတပန်ပုဂ္ဂိုလ်ဖြစ်လာပြီဆိုပါစို့သောတပန်ပုဂ္ဂိုလ်ဖြစ်လာတဲ့ပုဂ္ဂိုလ်ကလည်းသူ့ဘဝအခြေအနေလေးကိုသူတွေ့တာတဲ့စိတ်ကလေးပေါ်လာတာမန်ယောဂီပုဂ္ဂိုလ်လေးတယောက်ပဲကြည့်အောင်ဒီကနေ့တရားထိုင်လို့ကောင်းလိုက်တာတမာတိတွေရလိုက်တာဆိုပြီးတော့အဲ့ဒီတမာတိပေါ်မှာမတွေ့ဘူးလားတွေ့တာပါဗျာတွေ့သွားတယ်ဒီနေ့မှတ်လို့ကောင်းလိုက်တာဆိုပြီးတော့အဲ့ဒီမှတ်စိတ်ကလေးပေါ်မှာနောက်ထပ်ရခြင်းတရားထုတ်လို့အတွေ့အကြုံအသစ်ကလေးတွေတွေ့လာပြီဆိုရင်အဲ့ဒီအတွေ့အကြုံလေးတွေကိုမျှော်မှန်းပြီးတော့တရားထုတ်လို့ရှိကြတယ်လူတွေဟောအဲ့ဒါဘုသူရဲ့သဘောတုံးဆိုနန္ဒီရာဂရဲ့သဘောပဲနောက်ဆုံးကသူကဘယ်တိအောင်လိုက်တော့ဆိုရင်အနာဂံဖြစ်သွားလို့ရှိရင်အနာဂံပုဂ္ဂိုလ်ဒီသူ့ရဲ့ဝိပဿနာသူ့ရဲ့အသိဉာဏ်တွေပေါ်မှာသူကတွေ့တာမှုတွေရှိနေသေးတယ်အဲ့ဒါကိုဓမ္မရာဂလို့ခေါ်တယ်တရားပေါ်မှာတွေ့တာမှုလို့ပြောတယ်သူရဲ့ဝိပဿနာဉာဏ်တွေပေါ်မှာတွေ့တာတယ်သူရထားတဲ့တရားတွေမှတွေပေါ်မှာသူကတွေ့တာလာတယ်ဓမ္မရာဂဓမ္မနန္ဒီလို့ခေါ်တဲ့အဲ့ဒီအတွေ့အတာတွေကိုမစွန့်လွတ်နိုင်သေးတဲ့မြတ်ဘယ်လိုမှရဟန္တာမဖြစ်ဘူးဓမ္မပေါ်မှာတွေ့တာမှုဆိုတာကိုလုံးဝစွန့်လွတ်နိုင်ပြီဆိုတော့မှရဟန္တာအဖြစ်ကိုရောက်နိုင်တာဒါကြောင့်မို့မြတ်စွာဘုရားသာတိဆိုတာနန္ဒီရာဂကိုပြောတာတဲ့နောက်ဆုံးတော့ကာမဂုဏ်အာယုန်တွေကိုဖယ်လိုက်ပြီမဲ့လို့တရားပေါ်မှာသွားတွေ့ပြန်တာဒါကြောင့်မို့မြတ်စွာဘုရားကကိုလူပမာတဲ့တရားဆိုတာဟာဖောင်နဲ့အလားတန်တူတယ်ဟိုဘက်ကန်းကူးဖို့အတွက်ထားတာကူးပြီးလို့ဟိုဘက်ကန်းရောက်တာနဲ့တပြိုင်နက်အဲ့ဒီဖောင်ကြီးကိုတွန်းပလိုက်ထမ်းသွားเสียမလိုဘူးလို့ဆိုလိုတယ်ဟုတ်ကဲ့တရားတောင်မှပဲစွန့်လွတ်ပြရသေးတာတဲ့ဓမ္မကိုတောင်စွန့်ရသေးတာအဓမ္မဆိုရင်ဘယ်မှာမစွန့်မဲနေရမလဲလို့မြတ်စွာဘုရားမှန်ပါဗျာကိုကျင့်လာတဲ့တရားတော်မှာစွန့်ပြလိုက်ရတယ်တွဲမနေရဘူးလို့ပြောတာနော်စွန့်ပြတယ်ဆိုတာမတွဲရဘူးလို့ပြောတာကိုရထားတဲ့တရားဓမ္မပေါ်မှာတွဲကပ်နေတာမျိုးမလုပ်ရဘူးဒါကြောင့်နောက်ဆုံးအဆင့်နန္ဒီရာဂကိုဖယ်ရှားလိုက်နိုင်ပြီကဲတောင်မူကြီးကိုတူးလိုက်ကြတာအဆင့်ဆင့်ကိုမလို့ကျင်တာတွေအားလုံးကိုဖယ်ရှားလိုက်တဲ့အခါနောက်ဆုံးဘာသွားတွေ့တယ်ဆိုနဂါးကြီးသွားတွေ့တယ်နာဂလို့ဆိုတာတခြားကိုပြောတာမဟုတ်ဘူးတဲ့သာတိနဲ့အလားတန်တူတဲ့တဏှာရာဂကိုဖယ်ရှားပြလိုက်တာနဲ့တပြိုင်နက်ဒီပုဂ္ဂိုလ်ကယန္တာဖြစ်သွားအကုသိုလ်မှန်တရားတွေလုံးဝကုန်သွားပြီလုံးဝကုန်သွားတဲ့တကယ်ယဟန္တာအစဉ်စစ်ဖြစ်သွားပြီဆိုတဲ့အခါကျတော့သွားမထိနဲ့တော့ယဟန္တာဖြစ်သွားပြီနဂါးကိုလည်းသွားမထိနဲ့နဂါးတွေ့ပြီဆိုရင်နဂါးကနေပြီးတော့သူကထိမ့်သိမ့်ထားတဲ့ယရနာရွှေငွေတွေနဂါးခွေထားတဲ့အောက်မှာရှိတယ်တဲ့အဲ့ဒီနဂါးကနေပြီးစောင့်ရှောက်ထားတဲ့ယရနာတွေဟာတသက်စာမကအမတန်မှများပြားတယ်တဲ့ဒါကြောင့်မို့နဂါးကိုရှ िख ိုးလိုက်လို့ပြောတာမှန်ပါဗျာပေတိလို့ခေါ်တဲ့ဒီတာတိကြီးကိုဖယ်ရှားလိုက်တဲ့အခါကျတော့နဂါးကိုတွေ့တယ်လို့ဆိုတဲ့ယန္တာဖြစ်သွားပြီယန္တာဖြစ်သွားတာနဲ့တပြိုင်နက်ဘောဓိပက္ခိယတရားယရနာတွေအားလုံးဟာသူ့လက်ဝဲရောက်ရှိမသွားဘူးလားရောက်တော့ဗျာနဂါးတွေ့တာနဲ့တပြိုင်နက်နဂါးကစောင့်ရှောက်ထားတဲ့ယရနာတွေအားလုံးဟာသူပိုင်ဆိုင်သွားတယ်လို့ဒီလိုပြောဒါကတောင်ပိုထဲမှာယရနာရှာတာနော်မှန်ပါပါအဲ့တော့ဝမိကတုတ်ရဲ့အနှစ်ချုပ်ကတော့ဒါပဲတောင်ပိုကြီးထဲမှာယရနာရှာတယ်ဆိုတော့ကိုယ်ခန္ဓာကိုယ်ထဲမှာစိုက်ပြီးတော့ကမ္မဋ္ဌာန်းတရားအထုတ်တာကမ္မဋ္ဌာန်းတရားအထုတ်တဲ့အခါမှာ
အဆင့်ဆင့်အခက်ခဲတွေကိုချော်လွှားသွားပြီးတော့နောက်ဆုံးမှာတရားဓမ္မပေါ်မှာတောင်တွေ့တာတဲ့နန္ဒီရာဂကိုဖယ်ရှားနိုင်ရမယ်လို့မြတ်စွာဘုရားကအဆင့်ဟောဒီပြဿနာ15ချက်အလုံးပေါင်းလိုက်လို့ရှင်ပဟေလိအမေးပု္ပ္ပံ15ချက်ပဟေလိဥပမာကြီးကိုဘိုးသုဒ္ဓဝါဒကလာတဲ့ပြမသို့တော်စာထဲမှာဒေဝတာလို့သုံးထားလို့နတ်သားတစ်ယောက်ပေါ့သူကလာပြီးတော့သူ့ရဲ့မိတ်ဆွေတငယ်ချင်းကိုကူညီတဲ့အနေနဲ့ဟောဒီပဟေလိမေခွန်းတွေကိုလာပြီးတော့မေးသွားတာအဲ့ဒီမေခွန်းတွေကိုမေးလိုက်တဲ့အခါကျတော့ရှင်ကုမာရကတ္တဗဟာသူ့ရဲ့ဝိပဿနာလုပ်ငန်းဟာဘာတွေလုပ်ရမယ်ဘာတွေဖယ်ရှားရမယ်ဘယ်အထိတက်လှမ်းရမယ်ဆိုတာကိုကွက်ကွင်းမြင်သွားပြီးဒီသုတ်တန်တရားကိုနာကြားပြီးတဲ့အဆုံးမှာရှင်ကုမာရကတ္တဗဒီဝိပဿနာကျင့်စဉ်ကိုဆက်လက်ကျင့်တော့ယဟန္တာအရှင်မြတ်ဖြစ်သွားပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့သည်ဝါမိကသုတ်တံမှာလာတဲ့အတိုင်းတရားရှာကိုမှတွေ့လို့ဆိုတဲ့ကိုခန္ဓာကိုယ်လို့ဆိုတဲ့တောင်ပိုကြီးထဲမှာထူးခြားတဲ့ဂေါရိပက္ခိယယရဏတရားတွေကိုအဆင့်တူးဖြူပြီးတော့တကားကြီးနဲ့တူတဲ့အဝိဇ္ဇာကိုဖယ်ရှားလို့ဥဒ္ဓမာယိကဖားငယ်နဲ့အလားတရံတူတဲ့ဒေါသတရားကိုဖယ်ရှားလို့လမ်းနဲ့သွယ်နဲ့တူတဲ့ဝိသိကိစ္စကိုကြော်ဖြတ်လို့ဆပ်ပြာရည်စစ်နဲ့အလားတရံတူတဲ့နိဝရဏတရား၅ပါးတွေကိုဖယ်ရှားပြစ်လို့လိမ့်နဲ့အလားတရံတူတဲ့ခန္ဓာ၅ပါးအပေါ်မှာတွယ်ကပ်ပြီးတော့မနေပဲအာယုံ၅ပါးနဲ့အလားတရံတူတဲ့ဓာတ်နဲ့စင်ဒီတို့ကိုဖယ်ရှားပြစ်ပြီးနောက်ဆုံးသားတစ်နဲ့အလားတရံတူတဲ့အတွေ့အတာကိုဖယ်ရှားလိုက်နိုင်ပြီဆိုလို့ရှိရင်သုံးမကုံနဲ့တောင်ပေါ်ထဲမှာထူးခြားတဲ့ဘောဓိပက္ခိယဆိုတဲ့တရားယရဏတွေတွေ့ပြီးနိဗ္ဗာန်ချမ်းသာကိုခံစားကြရမှာဖြစ်တယ်ဆိုတာဝါမိကတုတ်အနှစ်ချုပ်မှဒီတိုင်းလာပါတယ်ဒါကြောင့်မို့ဘုရားမြတ်စွာကရှင်ကုမာရကတ္တဗအာဖြေချထားသည့်အတိုင်းမိမိတို့ဝိပဿနာတရားကျင့်စဉ်ကိုကျင့်ကြတော့မယ်ဆိုလို့ရှိရင်အခုကဲ့သို့တောင်ပေါ်ထဲကိုရှားကြံတယ်လို့ခန္ဓာကိုယ်ထဲမှာရှားကြံလို့ရှိရင်အခုကဲ့သို့အခက်ခဲတွေအမျိုးမျိုးဖြတ်ကျော်သွားပြီးနောက်ဆုံးမှာယရဏနဲ့အလားတရံတူတဲ့ဘောဓိပက္ခိယတရားယရဏတွေကိုကိုယ်စီကိုယ်ငါတွေ့ဆုံကြပါလို့ယုံကြည်ပြီးတရားဓမ္မကိုကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း